လေဒီကောင်းလေးအစင်းသေးဖြစ်ပြီဆိုရင်2မိနစ်တိုင်ပင်ကျွန်တော်စပြီးတော့မှတ်ပါပြီဗျာဟောလေလေဒီကောင်းနဲ့လေဒီနဲ့အပြင်မှာရင်းနီးလားလို့ဒီလိုမျိုးရင်းနီးอ่ะမဟုတ်ငယ်ငယ်တွေကရှင်းနေတူတူပါနေတာသွားဖို့ဆိုအဲ့လိုမျိုးရင်းနီးလားခင်လားနာမည်လေးလုံးချင်းတူတယ်ကွယ်ဒီဘက်ကတော့မဲတိမာလေဟမ်ဟုတ်လေနာမည်လေးလုံးချင်းတူတယ်ကွာအရန်ရင်းနီးကြတယ်ဟုတ်တယ်မလားနာမည်လေးလုံးလားရင်းနီးလားအဲ့လိုပဲပြောမလဲနာမည်အရှင်းရတော့လေးလုံးချောင်းဒါပေမဲ့ရေးကလေးလုံးနေကောင်းနဲ့ကျွန်တော်နဲ့လေဟိုဟာဗီဒီယိုတကားရိုက်ဖူးရလေဟိုးရင်တော့လင်တော်သားဆိုတဲ့ကားလေကျွန်တော်အဲ့မှာရောင်တုံးကြီးနဲ့လေအဲ့ကားထဲမှာလူပြုတ်ဆောင်ခဲ့တယ်ဟုတ်တယ်မလားအဲ့တော့မမွေးသေးလို့မကြည့်ရသေးဘူးအသက်9နှစ်မှာဟိုဟာအနုပညာဘူးစခဲ့တာဆိုတော့9နှစ်တော့တချင်းစားဆိုခဲ့ရတာတရုပ်ဆောင်လုပ်ခဲ့ရလားတချင်းစားဆိုခဲ့တာပါရှင်တချင်းစားဆိုခဲ့နော်ကြည့်ရတော့အမှန်နေပြောနေတဲ့သဘောလေဒီကောင်းရဲ့ character ကွာအခုဒီမှာလေဘဝအစစ်မှန်ကိုလှစ်ပြထားတဲ့ဒါတကားချက်ဆိုတော့ဒီလေဒီကောင်းရဲ့ဘဝအစစ်မှန်ကိုဆိုတော့ဘယ်လိုမျိုးလေးလဲခံစားချက်ကအဲ့လိုအများနဲ့လေဒီကောင်းလိုမျိုးဖြစ်နေတာအဲ့လိုလားဒါမှမဟုတ်နွားချံဖွင့်ထားတာဘလို့ဖွင့်တာလားဖွင့်တယ်နွားချံကြီးဖွင့်ထားနွားချံမွေးထားလားနွားတွေမွေးထားတာဒါမှမဟုတ်ဘလို့နွားချံဖွင့်တာအဲ့လိုဖြေပေးပါအောင်အဲ့လိုကိုယ့်ရဲ့ဘဝရဲ့ဒီလေဒီကောင်းဆိုတဲ့ character ကကွာကိုနဲ့ထပ်တူဖြစ်နေတယ်ဆိုတော့ဘလို့တွေကိုကပေးဆက်ခဲ့တယ်အချစ်မှာပေးဆက်သူတက်လားဘာလဲသိချင်နွားချံဖွင့်ထားတာအဲ့လိုနွားချောဘာလို့လေဒီကောင်းလဲဆိုတော့နွားလို့လဲကြိုက်တယ်ဟမ်နောက်ထပ်အရေးကြီးဆုံးတစ်ချက်ကပြောပလီကရောင်းမလို့ပါဟမ်ပလီကရောင်းဖြစ်နေလို့ပါ playground ဖြစ်နေလို့ဟုတ်ကဲ့ပြောတယ်ပလီကတော့ကစားခံလို့အဲ့ဒါမင်းများဘောလုံးသွားကန်လာကွာအခုနဲ့ကျွန်တော်နဲ့လေပြောင်းငါမပါဘူးအဲ့ဒါကိုသိချင်တာ तू playground ဖြစ်နေတာဒါကြောင့်မို့လို့ तू ကဒါကိုသူ့ရဲ့ဘဝအစစ်မှန်ဘာကြောင့် playground ဖြစ်နေရလဲဩအချစ်ကြီးလို့ပေါ့ဟဲ့ကိုယ်နှလုံးသားကြီးဟုတ်တယ်မလားကပရီကိုနေမို့နှလုံးသားကြီးလို့အုံနောက်ပါမလားအုံနောက်ပါမလားဟဲ့အရှင်းဆိုဖြစ်ပြီစသားရဖြစ်ကုန်ပြီကပရီကိုမလားကပရီကိုလားကပီကုန်းဟုတ်ကပီကုန်းဂျိုးတစ်ခုလေဒီမှာနှစ်ခုဟောဒါပဲကပရီကိုဂျိုးလည်းမတွေ့ပါဘူးဘာမှလို့ဂျိုးอ่ะဒီမှာလည်းဂျိုးอ่ะအေးဟုတ်သားပဲပြောက်ဂျိုးကလည်းသေးတာဘယ်မှာနေတာလဲလို့အိမ်မှာနေပါလေရှင်အိမ်နီးလားအိမ်နဲ့နည်းနည်းတော့နားနေလာရတာခုလည်းမနီးဘူးအရင်တော့လည်းမနီးဘူးဒီကောင်ရဲ့ဟိုဘယ်လိုခေါ်မလဲဘဝမှာအချိုးစစ်တစ်ခုမှအခုလိုလှပခွင့်ရခဲ့တယ်ဆိုတော့ဒါ9နှစ်ကလေးကလေးဒီကောင်စူးစမ်းခဲ့တယ်ပြိတ္တကြားမှာလည်းအမြဲတမ်းစူးစမ်းပြီးအခုမှလှပလာတာပေါ့အဲ့လိုသဘောလားပြောချင်တာလားကိုတော့အရင်ကလှတာလက်ခံထားပြီးတာဒါပေမဲ့အခုကပိုလှအခုကပိုလှတာဟုတ်ပြီဒီကောင်အားနဲ့ချက်ပေါ့လှတာဒီကောင်နဲ့ဟိုကိုထွန်းတို့နဲ့မသိဘူးမလားကိုထွန်းကတော့ဘယ်သိပါမလဲမဟုတ်လေတခါမှလည်းမစုံဘူးလေဒီကောင်နဲ့ထွန်းတို့နဲ့မသိဘူးထွန်းတို့ကလည်းဒီကောင်ကမသိဘူးလေဒီကောင်နောက်ကလူလည်းထွန်းတို့မသိဘူးဟုတ်တယ်မလားတော့မသိဟုတ်တယ်မလားတခါမှလည်းမစုံဘူးကိုထွန်းရဲ့စကားလည်းမပြောဘူးတခါမှအပြင်မှာကိုထွန်းလေကိုထွန်းအရင်သဘောကျလို့လေအမိုက်ပြင်းနဲ့လိုက်ချောင်းဘူးလေအမိုက်ပြစ်တာကိုလိုက်ချောင်းဘူးလေသူမကြည့်ရင်လည်းမင်းကိုလိုက်ချောင်းတာအမိုက်ပြင်းနဲ့ချောင်းဘူးလားကိုကိုလည်းအမိုက်ပုံနာမှာဘာသွားလုပ်တာအမိုက်ပုံနာမှာလာချောင်းတာလားသူလည်းအမိုက်ပြင်းနဲ့ချောင်းတယ်ဆိုတော့နင်အမိုက်ပုံနာမှာဘာသွားလုပ်တာလဲလို့အမိုက်ကားမှာတိုင်းတဲ့အလုပ်လုပ်တော့ဟာလေသူများတွေကကောက်ရုံးပုံနာမှာနင်အမိုက်ပုံနာမှာဘာသွားလုပ်တာဒုက္ခပဲဟင်းပေးလဲပေးလီဘာလို့ဟင်းကြီးလဲမသိဘူးအရောင်တွေထဲမှာဘယ်အောင်ကြိုက်ဆုံးလဲ colorful rainbow color လေးrainbow color ဒီလိုဟုတ်တယ်မလားဟုတ်တယ်မမဒီဒီရှင်မမဒီဒီနဲ့လေကိုတီဟာနဲ့လေဘသူကိုပိုချစ်တာလဲသူကပိုချစ်တာဗောဟုတ်ပါဘူးမမဒီဒီကပိုချစ်တာသိတယ်နော်ဘလို့သိရလဲမင်္ဂလာဆောင်လုံးကလေအေးပြောပါမင်္ဂလာဆောင်လုံးကတူသမီးလေးကထွက်လာချစ်နေဖို့တချင်းနဲ့ဖွင့်လဲဖွင့်ရမမဒီဒီကကိုတီဟာစီကိုပြေးဟုတ်တယ်ဆက်ပြောပါအဲ့ဒါအဲ့ဒါသိလိုက်တယ်မမဒီဒီကပိုချစ်မှာလေဟောပြေးလာလို့အဲ့ဟုတ်လေနေမင်္ဂလာဆောင်တော့ဘယ်သူတွေအရန်လုပ်လဲအဲ့ဆိုမင်္ဂလာဆောင်တော့ရှိခဲ့ရလားဟုတ်လေဘယ်သူတွေအရန်လို့ကိုယ့်ကိုစဉ်းစားလေနေမင်္ဂလာဆောင်ကောင်းမင်္ဂလာဆောင်မို့တော့ငါမသိဘူးအေးပြောအဲ့ကြောင့်ပြောတာလေဒင်နာတော့ကရှိခဲ့တာပေါ့ဖြစ်တယ်အဲ့ဆိုရင်ဒင်နာမှာရှိရဆိုအရင်ကြီးဆုံးနေတယ်ကပဲဘာဖြစ်လို့လဲအဲ့ဒင်နာအများကြီးမရှိဘူးအဲ့ဆိုပြောလီလို့ပြောအေးကဘယ်သူလဲလို့အေးလေဘယ်သူလဲဒီစဉ်းစားမှာလေလေးယူလာကြပြီလေကြပါဦးဒီလိုမမဒီဒီကိုအားပေးရတော့ဘာပဲဖြစ်ဖြစ်မမဒီဒီရဲ့အချစ်ရေးအကြောင်းအရာတွေကိုနောက်ထပ်အတူတူပါဝင်ဆွေးနွေးပေးကြပါသေးတယ်
ဟာနောက်ထပ်အတူတူပါဝင်ဆွေးနွေးကြအရင်ဆွေးနွေးခဲ့လို့ပေါ့ နေတီးရတော့မယ် ဒီရောက်တော့ဟာလုံးပါဟာအဖိုးရနေလေးရှိတော့မယ်လုံးကြပါဦး ဟုတ်နေသမောင်2မိနစ်က မခဏလေးအဲ့ဒါပြော ဟိုမဲ तू မင်းနေတာမဟုတ်ဘူးလေ အဲ့ဒါပြောလေ तू မင်းတာငါတို့10မိနစ်ပဲပြန်ပေးရမယ် तू မင်းတာငါတို့မမေးရသေးဘူး သူနဲ့အရင်ကအချစ်ချောင်းနဲ့အတူတူဆွေးနွေးဘူးတယ်ပေါ့ အေးနေဖို့ပါဘယ်သူနဲ့ဆွေးနွေးဘူးလဲ ဩဟုတ်တာ ဒီကအဲ့ဆိုဒီကဘာအချောင်းနဲ့ဆွေးနွေးဘူးတာလဲ အချစ်ကြောင်ဆိုပါပဲလုံးပါ ချောင်းဆိုဘလို့ချစ်ကြလဲ အော်တို့ လုံးပါပဲတ ဒီဘလို့ဒီယောက်ျားနဲ့လားအရင်ရီးသားနဲ့လားအဲ့အမျိုးလေးရီး သူ့ သား ကိုပြောသလိုမျိုးဒီတရားရက်ကိုပြောလိုက်ပါလားဟဲ့ ဟုတ် ဒီ ရီး ကြီး သား အကြောင်းနဲ့အချစ်ကြောင်းနဲ့ဘယ်သူ့ကိုပြောဘူးလဲဘယ်သူနဲ့ အဲ့အကြောင်းလေအဲ့အကြောင်းဘသူ့အကြောင်းကိုဆွေးနွေးဘူးတာလဲလို့မေးတာ မလေးကြရပါဦးဗျာအလုံးပြပါဦးမဟုတ်ဘူးလေတကယ်ဆိုတော့အသိကောင်မအဲ့လိုဟစ်စင်မပေးပါဘူး ခေါင်းစုပ်ကြီးတာဆွဲချွတ်လိုက်ပါလားနေ ပြောပြမယ်တဲ့ပြောပြမယ်တဲ့ တကယ်ပြောရင်အိမ်ကြောက်ကိုတီးဟာနဲ့ရမ်းဖြစ်နေဘယ်လိုလုပ်လဲ အိမ်ပိုင်နဲ့ပြောပြ ပိုင်းနေပြီးမှခံရ ဒီ မှာ ဘောမှာလူဘယ်နှစ်ယောက်ကိုရဘာကြောင့်လဲပြောခဲ့ဘူးလို့မသိရ လူမင်းကိုဒီရင်ဖွင့်ခဲ့ဘူးလို့လေ လောက်ပါ तू နီးစက်နေပြီလောက်ပါနီးစက် ဘယ်တော့မှ သူတရားသူကိုလုံးနေပြောလို့နေမသိရလားလို့ ဒီလောက်ပြောပြနေပြီလေ ဟမ် ဒီလောက်ပြောပြနေပြီစုံတော့တရား အေးလေ အေးလေ စုံတော့တရားစဉ်းစားရမှာလေ အဲ့လေ နေဘွားမှာနေဘသူတွေကိုဘယ်တော့ပြောခဲ့ဘူးလို့လေ တိတော့တိပါတယ် ပြောကြပါဦးဗျာအဲ့လိုမျိုးလေးဒီဘက်ကတရားရောက်တော့ကိုပြောပါလားဒီဘက်ကလည်းနည်းနည်းမှတ်ညာကောင်းတယ်ချက်ချင်းသိနိုင်တဲ့အတွေ့အကြုံရှိရယ်ခွေးတော်ထွက်တယ်ကွာ ကိုတူကတော့ပြောတယ်လေ အမိုက်ပြင်းနေလိုက်ကြည့်ရယ် ဒါလည်းကိုတူကမသိ အမှုလေးလိုက်ချောင်းတော် အခုမေကိုထွန်းနဲ့လေမွေးနေတူလား နင်ထင်တာမဟုတ်ဘူး ဘာယာတီဘွားလဲအဲ့ဒါပဲပြောပြ ဘာယာတီဘွားလဲအဲ့ဒါမှန်တယ်ပြောပြ သူယာတီလား Sagittarius လား Libra လားအဲ့ဒါပြောအမှန်တိုင်းပြောရမယ်နော်မဟုတ်လို့ရင်တွေ့မယ် သူကအရင်ချစ်တဲ့စကော်ပီယိုမာလေးပါ ဟောစကောပီယို ကော်ပြီးဆိုကိုထွန်းအောင် ငါကပရီကွန်ကနင်ထင်တာမဟုတ်ဘူးလို့ ကဲကပီမှတ်ထောင်ကပီရောတဲ့နော်အမလီမှတ်ထောင် နင်ဘသူတွေကိုတိုင်ပင်မှုတယ်နင်ဘွားမှာအဲ့လိုပြောဘူးလေ ပြောလေ သူတို့တွေပဲ သူတို့တွေပဲမဟုတ်ဘူးလေသူတို့တွေရဲ့အပြင်နောက်လို့ရှိရ သူတို့ဆိုဘယ်သူတွေလဲလို့ပြောတာအဲ့သူတို့ဆိုဘယ်သူတွေလဲ ဒီမူးယူနဲ့ရောဘသူတွေပြော အ ဘူးလေ ဒီပြောတဲ့တယောက်လည်းမဟုတ်ဘူးလေ ဟုတ်ကဲ့စဉ်းစားနေရဲ့စဉ်းစားလို့မရဘူးဖြစ်နေ အော်တော် ကွိုင်ပဲနေစဉ်းစား ဒီ လိုက် တွေ့နေမယ်လူကုန်မဲ့ရင်းဖွင့်နေပါလား အဲ့ဆိုဂျင်းနာကိုလာတာတော့ကျင်းနေတယ်ပေါ့ ချစ်တယ်နော်ချစ်တယ်ချစ်နေဖို့တချင်းနဲ့ထွက်လာတော့ကရှိတယ်ပေါ့ ငါကိုချင်းလာပြီစနေမင်းတွေခါလိုက်ချင်တယ်အတူတူနေ ဟုတ်ဘူးအဲ့တော့ရှိတယ်ဒါပေမဲ့နင်းနင်းလို့ပို့ပြီးတော့ နေပိုတိရမှာဗောညီမလေးကလည်း ရှိတော့ရှိတယ်များတယ်ဆိုနေတယ်ဆိုပို့ကြည့် အတမီးပြောတဲ့တယောက်ပဲ အဲ့ဒီတော့ အဲ့ဒီတယောက်တည်းကိုနေဖိတ်တာမဟုတ်ဘူးလေငါပြောတာအဲ့ဒီတယောက်မဟုတ်ဘူးကဥပမာဝိုင်းစုခိုင်နေမဟုတ်တော့ဘူးဥပမာအဲ့ဒီတယောက်ကိုမစင်းစားနဲ့တော့တယောက်စင်းစားလိုက်လိမ့်ပါတယ် သူလည်းပြော စဉ်းစားလိုက်အောင်မယ် အော်မနေ့ကမှ ပြော ပြော တော့ကွာဂျင်းနာမှာဆိုလို့ရှိရင်ကွာဟိုကရှိမယ်ကွာခေဝဲဝါတို့ရှိရယ် ဒီဝင်မှာဟုတ်ပြီမဖြစ်နိုင်ဘူးပြော ခက်ဖာလူလာကြိုက်လားဖာလူလာကြိုက်လား ဝိုင်းစုရှိရယ်ကွာ အေးမဟုတ်သေးဘူးတဲ့ ဟို ပြော ဖြင်းဦးလေဘာလို့ရည်နေရတော့ စုံဆိုင်တယ်နို့ပိုင်အတုံးကြိုက်တယ် ဘယ်လိုအဲ့နှစ်ယောက်ပဲရှိတယ်ပြော နောက်ဘယ်သူရှိသေးလဲဟိုကလောက်တဲ့သူကဝိုင်းလေးတို့ ဝိုင်းလေးမဟုတ်နိုင်ဘူးပြော ပို့ပို့တော့လည်းရှေ့မှာထွက်တာ နေရာကြီးအကောင့်ကြီးရယ်နေပြည်နယ်ကြီးအကောင့်ကြီးအကောင့်လေး ထွန်းထွန်းလေကွန်းကလေအမှန်တကယ်ထွန်းထွန်းကတသက် तू ကတသက်ဒီကောင်ကတသက်အဲ့လိုမေးရမှာသူရဲ့ဒီ domestic ရဲ့ rules ကအဲ့လိုဒါပေမဲ့ဒီနေ့ထူးကြတယ် rules ကိုကြုံလို့ပြီးတော့ဒီဘက်ကလည်းဒီလိုတိုက်စစ်စင်တယ်ဒီကလည်းတိုက်စစ်စင်တယ်ဒါလည်းမသိကြဘူး မသိသေးဘူးဖြစ်နေစဉ်းစား ဒီ ပြ ယောက်ပဲ စဉ်း နောက် စား တစ်ယောက် နေမင်းလာတော့လူလေးယောက်ပဲလာလား ဟုတ်လေဒါတော့လာ မဟုတ်လေလာလူနေနေလေးဆိုဆွမ်းနာ ချင်းချင်းစဉ်းစားလို့မရသေးဘူး ငါတို့ဘွားမှာမျောနေချက်ကနေမရှိ မ တော့ အမလေအမနဲ့ထိတ်ထိတ် အမလာတယ်အမမဟုတ်တရားဝိုင်း အခုပြောပြမလား လို့ပေါ့ ဒါလေးကမျိုးလုံးလေးကလေးဖြစ်နေမခိုင်လို့တနာလို့ပြီးတော့ချစ်လို့ပြောကြမယ်နော် ပြောလိုက်ပြောလိုက်ပါ ဒီကောင်းရဲ့နာမည်ကြီးကနာမည်လေးလုံးအနုပညာနာမည်ထဲမှာနာမည်အရင်လေးလုံးနဲ့ကနှလုံးပြန်ပါတယ် ကဲတမီးပြောပါတယ် မဟုတ်ဘူးသူ့နာမည်အရင်က၄တော့ ကြီးတွေပေးပလိုက်ပြီနော် ကြီးပြပဲမသိ မဟုတ်ဘူး तू ကသူ့နာမည်၄လုံးဒါပေမဲ့အနုပညာလောက်တော့နှလုံးပြန်ပါတ နှ ယ် လုံးပြန်ပါ ပိုင်စေရထွန်းစံနေမြင့်လွင်ငါသူ့ကိုရိုက်ချင်တာတလား ပေးမြောင် သူ့ရဲ့အနုပညာနာမည်တော့မင်းတို့မသိတာ အဲ့ဒါမခိုင်လေးနဲ့ဘလို့ပတ်သက်လဲပြောနောက်မခိုင်လေးနဲ့ပတ်သက်တာပြောမခိုင်လေးနဲ့ပတ်သက်တာနည်း ဟုတ်တယ်မခိုင်လေးနဲ့ပတ်သက်တာပြော နည်းပြောလာရော မခိုင်လေးနဲ့ဘာလုပ်ဘူးလဲ ဘာလို့ဘူးလဲ မခိုင်လေးနဲ့ကတော့တိတ်မတွေ့ဘူးပါဘူးဒါပေမဲ့ဟိုတနေ့ကမှထိတ်ထိတ်နဲ့တော့တွေ့လိုက်သေးတယ် ဘာလဲ ခက်တယ်မွေးနေမလား ဟုတ်ပါဘူးမကြသေးဘူးပြီးခဲ့တဲ့ရက်2ရက်လောက်ကမှ ပြီးခဲ့တဲ့တရက်နေ့
အဲ့ဒါဆိုခလေးတွေသွားတယ်ဘာ ဒီကောင်အဲ့ကျွန်တော်နဲ့တော့ဘာမှပေးစရာဟင်းမရှိဘူးပေါ့တိတ်မပတ်သက်ဘူးပေါ့ကျွန်တော်နဲ့ ပြီးရတဲ့တရက်နှစ်ကထိထိပဲ ဟုတ် သွား ဒီနေ့က rock တီးကြိုက်တဲ့ကိုဖြိုးအတွက်ကို rock တစ်ချင်းနဲ့ဟဲပေးခဲ့တယ်လေ အေးကြိုက်တယ်လေအဲ့ဒါကြိုက်တယ်လေ ဟောအဲ့ဒါပဲပေးတာကျွန်တော်မပေးဘူး ဒါပေမဲ့တခြားတစ်ခုလေးပေးဦးနေသူတို့ပြောသလိုလေးတော့ ကိုဖြိုး နော် ကိုဖြိုးကလေသူမှမထိတ်ပဲနဲ့မင်္ဂလာဆောင်ရဲ့တက်တီကိုတကယ်လေးစားရဲ့ချီးကျူးတယ် ဟာဘယ်သူမှမဖိတ်တဲ့ ဘူးမှမဖိတ်ပဲနဲ့မင်္ဂလာဆောင်ရဲ့တက်တီကိုလေးသားတယ်တဲ့ တော့မဖိတ်လို့ပေါ့ကိုပြုတ်တော့ဖိတ်ခဲ့လားမဖိတ်ခဲ့ဘူးလားကိုပြုတ်တော့မဖိတ်ခဲ့ဘူး အဲ့ဒါကတော့ तू ဖိတ်ဖို့မေ့သွားတာ ကိုဖြိုးလည်းလေအဲ့ဒီနီးလေးတင်ပေးလိုက်ပါဦး ဟောကိုတို့အဲ့နီးလေးတင်ပေးလိုက်ပါအောင်မလုပ်ပါနဲ့မကောင်းပါဘူးဖိတ်ရမှာပေါ့လေမို့လေအဲ့တော့အမိုက်ကဘာမှပြစ်တာလဲလို့ အမိုက်ပုံမှာဖြစ်မှာ ဟုတ်တယ်ဘယ်နေရာမှာပြစ်ခဲ့တာလဲအမိုက်လေးကအ မိုက်ပုံနေရာမှာ ဟုတ်လေဟိုရန်ကုန်လားအဲ့လိုပါလေဘယ်ရက်ကွက်လဲစမ်းကြောက်လားဟိုကြောင်း အချင်းကြည့်သွားပြီလား ဟာမဟုတ်လေ ချိန်ပြည့်သွားပါပြီဟုတ်ပါတယ်ချိန်ပြည့်ပါတော်တော်ကြာနေပြီတော်တော်ကြာနေတာ The masked singer.